company growth ဖြစ်တဲ့အချိန်မှာအဲ့ဒီ customer service က feel ဒုက္ခရောက်တာပဲငါကိုယ်တိုင်ဒီဥစ္စာပုံမှန်လင်းပြောရမယ်ဆိုရင် this is where I'm also trying my best in ဒီလားအဲ့တော့ငါထင်တာက if I were to go back a few years back ပေါ့နော် when I start my entrepreneurship journey ဆိုငါအနေနဲ့လေငါ9နှစ်10နှစ်ကိုငါကြိုတွေးပြီးတော့မှတခါတည်းပဲအဲ့ဒီ plan ကိုချထားမှာပေါ့အရင်တော့ကငါဟိုစဉ်းစားခဲ့တယ်ဆိုပေါ့နော်အဲ့တော့ဘလို့ဖြစ်သွားလဲဆိုတော့အခုအချိန်ဒီမှာအတင်းကိုလုံနေရတယ်လို့ဖြစ်သွားတယ်ကွာအဲ့တော့ customer service ကလည်း it is part of growing pains so company grow ဖြစ်လေ customer တွေပုံများလေကိုကပုံမနိုင်လေပဲတိလားပုံမနိုင်လေပဲ oh my god တကယ်ပြောတာအဲ့တော့ငါတို့လည်းအဲ့ဒီတိုင်းပဲငါတို့စဉ်းစားမှာပါလေဆိုငါတို့အခုလောလောဆယ်ရ customer ရောက်100ပဲရှိဆိုပါတော့ဒါပေမဲ့တခုမေးရမှာပါလေဆိုတော့နင်တို့ customer အယောက်1000ဆိုနင်တို့နိုင်မလားဘလို့နိုင်အောင်လုပ်မှာလဲဆိုတဲ့ဟာကအခုတည်းကတွေးထားမှရမှာဘာလို့လဲဆိုတော့ဖုန်းကနေငါတို့တစ်လတည်းနဲ့လေတက်သွားနိုင်တာပဲပြောလို့မရဘူးဖုန်းကနေတို့ customer က1000တိဖြစ်သွားမယ်ဆိုရင်ဘလို့ manage လုပ်မယ်ဒီဥစ္စာကိုအဲ့ဒီမှာစတိုင်ပတ်တာ customer service ကအဲ့မှာ suffer ဖြစ်တာပေါ့နော်ငါတို့ကိုယ်တိုင်ကဘယ်တော့မှ customers တွေကို suffer ဖြစ်တာတမဟုတ်ဒီဟိုဟာပေါ့နော်တခုမှတခု dissatisfied ဖြစ်တာမဖြစ်စေခြင်းဘူးဟိုအဲ့ဒါက brand တစ်ခုရဲ့ downfall ပဲလို့မြင်တယ် customer service ကိုမနိုင်ဘူးဆိုရင် brand ကဘယ်တော့မှခံမှာမဟုတ်ဘူး